လူတချို့ကအသက်ငယ်ငယ်ကလေးကကိုယ်တိုင်ယုံကန်ပြီးအလုပ်လုပ်ခဲ့ရပါတယ်ဒါကကံကြမ္မာလားဒါမှမဟုတ်လက္ခဏာတွေမှာပဲအရင်ကတည်းကပါလာတာလားလက္ခဏာပညာအရာအသက်ငယ်ရွယ်စဉ်ကတည်းကအလုပ်လုပ်ရတတ်တဲ့သူတွေမှာကံလန်းကြောင်းဟာလက်ကောင်းဝက်ကနေစောစောထွက်လာတာကိုတွေ့ရတတ်ပါလေဒီလိုကံလန်းကြောင်းစောထွက်သူတွေဟာငယ်ငယ်ကတည်းကကိုယ်တိုင်ယုံကန်အပြီးအလို့အကင်တဲ့ဘဝကိုစောစီးစွာရင်ဆိုင်အပ်တတ်ကြပါတယ်အချို့လက်တွေမှာတော့အသက်လန်းကြောင်းကနေကံလန်းခွဲထွက်လာတာကိုတွေ့ရတတ်ပါတယ်ဒါကမိသားစုအတွက်တာဝန်ယူရသူငယ်ငယ်ကတည်းကအလုပ်လုပ်ပြီးကိုယ်တိုင်ရှာဖွေရသူတွေရဲ့လက္ခဏာဖြစ်ပါတယ်ဦးကောင်းလန်းကြောင်းကရှော့ဆင်းပြီးရှည်နေတယ်ဆိုရင်ဒီလက္ခဏာပိုင်းရှင်ဟာစဉ်းစားမှုနှဆိုင်ပြီးအလုပ်ကိုအလေးထားတဲ့လူမျိုးပါအိမ်မက်ထက်လက်တွေ့ဘဝကိုဦးစားပေးတတ်သူဖြစ်ပါတယ်လက်အသားမှာတက်ပြီးလက်ဖြားတင်းနေတဲ့သူတွေဟာသူများတွေထက်အလုပ်ပူလုပ်ရပြီးအလုပ်ကြိုးစားမှုနဲ့ဘဝကိုတိဆောက်ရတတ်ပါတယ်ပြင်းရိပ်မှုထက်တာဝန်ကိုဦးစားပေးရဲ့လက်ပုံစံထွက်ပါတယ်အသက်ငယ်ရွယ်စဉ်ကတည်းကအလုပ်လုပ်ရတတ်သူတွေဟာငယ်ငယ်မှာပင်ပန်းရတတ်ပေမဲ့အသက်ကြီးလာတဲ့အခါတည်ငြိမ်မှုနဲ့အောင်မြင်မှုကိုပိုင်ဆိုင်လာတတ်ကြပါတယ်။သင်လက်ထဲမှာလည်းဒီလိုလက္ခဏာတွေပါနေလား။ comment မှာမျှဝေပေးခဲ့ပါဦး။နောက်ထပ်လက္ခဏာပညာအကြောင်းတွေကိုသိရှိနိုင်ဖို့ Netcat အိမ်အကောင့်ကို like and subscribe လုပ်ထားနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။